2024ရဲ့လူကြိုက်အများဆုံးနဲ့အောင်မြင်ဆုံးဖြစ်ခဲ့တဲ့ K-drama 9 ခုအကြောင်းနံပါတ်9 Squid Game နံပါတ်2 Squid Game 2ကတော့အားလုံးသိကြတဲ့အတိုင်းပဲ season 1လောက်တော့မကောင်းမိပဲ season 2ကလည်းကြည့်ရတာမစိုးပါဘူးဇက်ကမထွက်ခင်တွေက promotion ကလည်းအတော်လေးကြမ်းခဲ့တဲ့ဇက်ကလေးဖြစ်တယ်လို့ Premier League အသင်းဖြစ်တဲ့စပါးအသင်းပွဲမှာတော့ promotion ဆင်းသွားတဲ့အထိကိုအောင်မြင်ခဲ့တဲ့ဇက်ကတကားဆိုလည်းမမားပါဘူးဇက်ကပုံစံလေးကတော့ရိုးရှင်းပါတယ်ကျွန်တော်တို့ငငယ်တုန်းကဆော့ခဲ့တဲ့ game တွေကိုပြန်ဆော့ရတာဖြစ်ပြီးတော့မအောင်မြင်အသက်ပေးရတဲ့ game ပုံစံလေးပဲဖြစ်ပါတယ် Squid Game 2ကိုတော့2024ဒီဇင်ဘာလကထုတ်လင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့9ပိုင်းပါရှိပါတယ်Netflix ရဲ့တော့တန်လစ်ထဲမှာလည်းအချိန်တော်ရက်တည်ခဲ့တဲ့ဇက်ကတကားဆိုလည်းမမားပါဘူး Squid Game ကိုကြိုက်တဲ့သူတွေတော့ကတော့သတင်းကောင်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့2016တို့2019တို့မှာတော့ Squid Game က Universe အနေနဲ့ပြန်လည်ထွက်ရှိမယ်လို့ကြေညာထားပါတယ်ဇက်ကရဲ့ပုံစံလေးကတော့ရိုးရှင်းပါတယ်ကျွန်တော်ငယ်တော့ဆော့ခဲ့တဲ့ game တွေကိုပြန်လည်ဆော့တာဖြစ်ပြီးတော့အောင်မြင်1,465 ဘီလီယံရရှိမှာဖြစ်ပြီးတော့ကြာရှုံးရင်တော့အသက်ပေးရမယ့် game လေးပုံစံမျိုးပဲဖြစ်ပါတယ်ဒါကတော့ 7.3D တောင်ရရှိထားပါတယ်နံပါတ်6 The Duty From Hereဒီဇက်ကလေးကတော့မြန်မာပြည်ပရိသတ်တွေကြိုက်ရတဲ့ Minimally Passion ကြီးရဲ့ဇက်ကလေးပဲဖြစ်ပါတယ် Minimally Passion ကြီးရဲ့2024မှာအတော်လေးလူပြောများခဲ့တဲ့ဇက်ကလေးလည်းဖြစ်တယ်လို့စုများစွာလည်းရရှိခဲ့တဲ့ဇက်ကလေးလည်းဖြစ်ပါတယ်ဇလန်လေးထဲမှာတော့ Minimally Passion ကြီးကတရားသူကြီးအနေနဲ့လူတွေကိုပညာပေးမဲ့ဇက်ကပုံစံလေးပဲဖြစ်ပါတယ်တရားသူကြီးဇက်ကကောင်းကြည့်နေတဲ့သူတွေအတွက်တော့လက်မလွတ်တမ်းကြည့်တဲ့ဇက်ကကောင်းလေးတကားဖြစ်ပါတယ်ဇက်ကရဲ့ပုံစံလေးကတော့ Roman Fantasy ဇက်ကပုံစံမျိုးလေးပါဇက်ကရဲ့ပုံစံလေးကတော့မင်းသမီးကဒီကားထဲမှာတော့နတ်ဆိုးအနေနဲ့ပါဝင်တရုပ်ဆောင်ထားပြီးတော့ငရဲပြည်မှာကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတန်ကိုခြေဖို့အတွက်ဆိုပြီးတော့လူပြည်ကိုသွားပြီးတော့မကောင်းတဲ့လူတွေကိုပညာပေးရမယ့်ဇက်ကပုံစံမျိုးလေးပဲဖြစ်ပါတယ်ဇက်ကလေးကိုတော့2024စက်တင်ဘာလကထုတ်လင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့14ပိုင်းဒီပါရှိပါတယ်ဒီဇက်ကလေးကလည်း2024ခုနှစ်ရဲ့လူကြိုက်များဆုံးနံပါတ်6နေရာထိရရှိခဲ့ပါတယ်ဇက်ကလေးက rating အနေနဲ့ဆိုရင်လည်း 7.8 တောင်ရရှိထားတဲ့ဇက်ကကောင်းလေးတကားဖြစ်ပါတယ်နံပါတ်5Fun the phone win ဒီဇက်ကလေးကတော့2024မှာနှစ်ကုန်ကဏီမှာထုံလင်းပြသခဲ့ပြီးတော့အတော်လေးမှလူပြောများခဲ့တဲ့ဇက်ကလေးပဲဖြစ်ပါတယ်ဒီဇက်လန်လေးကတော့တမနာလူယုံတော်ဖြစ်တဲ့မင်းသားနဲ့စကားပြောတတ်ပေမဲ့လည်းကိစ္စတစ်ခုကြောင့်မင်းသားရဲ့ဟန်ဆောင်မိန်းမအဖြစ်နေထိုင်ရင်းနဲ့စကားမပြောတတ်တဲ့ကောင်မလေးတစ်ယောက်အနေနဲ့တွေ့ရမယ်မင်းနီမီချော်လေးချာဆူဘင်းနဲ့မင်းသားယူဆန်ရောတို့ရဲ့ဇက်ကကောင်းလေးကဖြစ်ပါတယ်ဇက်ကလေးကိုတော့2024နိုဝင်ဘာ22ရက်နေ့ကနေထုံလင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့12ပိုင်းထိပါရှိပါတယ်2024ရဲ့အကောင်းဆုံးK-drama နံပါတ်5နေမှာရပ်တည်နေတဲ့ဇက်ကားလေးလည်းဖြစ်ပါတယ်။ဒီကတော့ rating အနေနဲ့ဆိုရင် 5.9 ထိပဲရရှိထားပါတယ်။နံပါတ်4 family ပိုင်းချိုက်ဒီဇက်ကားလေးကတော့တရုတ်ရဲ့နာမည်ကြီးဇက်ကာကိုပြန်လည်ပြီးတော့ remake အနေနဲ့ပြန်လည်ရက်ကူထားတဲ့မိသားစုဇက်ကာကောင်းလေးတကားဖြစ်ပါတယ်။မိသားစုကားကြိုက်တဲ့သူတွေဆိုရင်ဒီကားကိုကြည့်ဖို့ကျွန်တော်ပြောပြပြင်ပါတယ်။မင်းသားချော်လေးဟန်ဝင်ကပါဝင်ထားပြီးတော့2024ရဲ့လူပြောများဆုံးဇက်ကာတကားလေးလည်းဖြစ်ပါတယ်။ family ကားဖြစ်တဲ့အတွက်နည်းနည်းလေးတော့ပြင်းပေမဲ့လည်းဇက်အိမ်လေးတိဆောက်တာတော်တော်လေးကိုမှကြည့်လို့ကောင်းပါတယ်။ဇက်ကလေးကိုတော့2024အောက်တိုဘာလကထုံးလင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့16ပိုင်းပါရှိပြီးတော့2024ရဲ့ပေါ့ပေါ့ပပနဲ့ကြည့်လို့ကောင်းတဲ့ဇက်ကလေးတကားဖြစ်ပါတယ်ဒီကားမှာ family တိုက်ပြန်မဟုတ်ဘဲနဲ့အချစ်ဇက်လန်လေးတွေလည်းပါတဲ့အတွက်လုံးဝလူငယ်အချစ်ဇက်လန်ပုံစံလေးလည်းဖြစ်တဲ့အတွက်ကြည့်လို့ကောင်းတဲ့ဇက်ကလေးတကားဖြစ်ပါတယ်ဒီဇက်ကလေးကတော့2024ခုနှစ်ရဲ့လူကြိုက်အများဆုံးနံပါတ်4နေရာမှာရပ်တည်ခဲ့တဲ့ family fine choice ဆိုတဲ့ဇက်ကလေးပဲဖြစ်ပါတယ်ဇက်ကလေးကတော့ rating အနေနဲ့ဆိုရင်8.3တောင်ရရှိထားတဲ့ဇက်ကာကောင်းလေးတကားဖြစ်ပါတယ်နံပါတ်3 last night တော့ဒီဇက်ကလေးကတော့2024ခုနှစ်ရဲ့လူကြိုက်အများဆုံးအနေနဲ့နံပါတ်3နေရာမှာရပ်တည်နေတဲ့ဇက်ကားလေးပဲဖြစ်ပါတယ် family romance ဇက်ကကောင်းလေးကြည့်ချင်နေဆိုရင်ဒီကားလေးကိုတွားကြည့်လိုက်ပါမင်းသမီးနဲ့မင်းသားကတော့ပြောစရာမလိုတော့ဘူးထင်ပါတယ် Snow တွေကမင်းသားဂျော်လေးဂျောင်ဟင်းအင်းနဲ့မြန်မာပရိသတ်တွေအားလုံးကသိကြတဲ့အိုဟာနီလို့သိကြတဲ့မင်းသမီးဂျော်လေးဂျောင်ဆိုမင်းတို့ကပါဝင်ထားတဲ့တငယ်ချင်းအချစ်ဇက်ကာပုံစံမျိုးလေးပါဒီဇက်ကလေးကိုတော့2024ဩဂုတ်လကထုံလင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့16ပိုင်းပါရှိပြီးတော့တငယ်ချင်းတန်ရောစဉ်မိသားစုအချစ်ဆက်လန်လေးကိုကြိုက်တဲ့သူတွေဆိုရင်ရတဆုံပေးတဲ့ဒီဇက်ကလေးကိုတွားကြည့်တင်ပါတယ်ဒီဇက်ကပုံစံလေးကတော့ရိုးရှင်းပါတယ်ရက်ွက်ထဲမှာဖြစ်လေဖြစ်တာရှိတာတွေတငယ်ချင်းတွေမှာဂျားထဲမှာဖြစ်လေဖြစ်တာရှိတာတွေချစ်သူတွေဂျားထဲမှာဖြစ်လေဖြစ်တာရှိတာတွေကိုရိုက်ပြတာတဲ့အချစ်ဟာတာ romance ဇက်ကပုံစံမျိုးလေးပဲဖြစ်ပါတယ်ဒီဇက်ကလေးကတော့ rating အနေနဲ့ဆိုရင် 7.6 ထိတောင်ရရှိထားပါတယ်နံပါတ်1 Queen of Dia ဒီဇက်က2024ရဲ့လူကြိုက်အများဆုံးဇက်ကလည်းဖြစ်တယ်လို့ကျွန်တော်အကြိုက်ဆုံးဇက်ကလည်းဖြစ်ပါတယ်ဇက်ကရဲ့ပုံစံလေးကတော့မင်းသားကအရန်ဆင်းရဲပြီးတော့မင်းသမီးကတော့အရန်ဟိုမှာကြီးတဲ့ချမ်းသာတဲ့တထေးသမီးလေးတယောက်ဖြစ်ပြီးတော့တရက်မှာတော့မထင်မှတ်ထားပဲနဲ့ကင်ဆာရောဂါရှိနေဆိုတော့တိလိုက်ရပြီးတော့မကြသေးခင်မှာပဲတေဆုံးတော့မှာကိုတိလိုက်ရတဲ့အခါမှာတော့တထေးသမီးလေးနဲ့ကွာရှင်းဖို့လုပ်နေတဲ့မင်းသားတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာစိတ်ဝင်စားဖို့ကြည့်ရမယ်ဇက်ကကောင်းလေးတကားဖြစ်ပါတယ်ဒီဇက်ကလေးကိုတော့2024မတ်လကထုံးလင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့16ပိုင်းထိပါရှိပါတယ်မင်းသားအနေနဲ့ကလည်းအားလုံးပြောစရာမလိုတော့အောင်မင်းသားကင်ဆိုဟန်မင်းသမီးကင်ဂျီဝုန်းတို့ကအဓိကပေါဝင်တရုပ်ဆောင်ပေးထားပါတယ်2024ခုနှစ်ရဲ့အချစ် romance drama ကောင်းလေးကြည့်ချင်တယ်ဆိုရင်တော့ဒီဇက်ကလေးကိုတွားကြည့်လိုက်ပါလုံးဝလက်မလွတ်တမ်းကြည့်တင်တဲ့ဇက်ကကောင်းလေးတကားဖြစ်ပါတယ်ကားလေးကတော့ rating အနေနဲ့ဆိုရင် 8.2 ထိအောင်ရရှိထားတဲ့ဇက်ကာကောင်းလေးတကားဖြစ်ပါတယ်နံပါတ်1 Lovely Winner ဒီဇက်ကာကတော့2024ခုနှစ်ရဲ့အောင်မြင်ဆုံးဇက်ကာလည်းဖြစ်တယ်လို့လူငယ်တွေကြားမှာအရန်အောင်မှာရေပန်းစားခဲ့တဲ့ဇက်ကာလည်းဖြစ်ပါတယ်ဇက်ကာကတော့ရတာဆုံပေးတဲ့ဇက်ကာပုံစံမျိုးလေးပါတိုင်းထွက်ဘက်က
ကျောင်းသားကအချစ်ကကြိုက်တဲ့သူတွေဆိုရင်လက်မလွတ်တန်ကြည်တင်တဲ့ဇက်ကာကောင်းလေးတကားပါမင်းသားအချောလေးပြောင်ဦးစောနဲ့အကောင်းဆုံးဇက်ကာဆိုလည်းမမှားပါဘူးဒီဇက်ကလေးကတော့မင်းသားချောလေးပြောင်ဦးစောရဲ့အောင်မြင်ဆုံးနဲ့အကောင်းဆုံးဇက်ကတကားဖြစ်ပါတယ်ဒီဇက်ကလေးထွက်ပြီးမှတော့ကိုရီးယားနိုင်ငံမှာပြောင်ဦးစောဆိုပြီးတော့အရန်အောင်မှာဟော့ဖြစ်တဲ့အထိကိုနာမည်ကြီးခဲ့တဲ့ဇက်ကတကားလည်းဖြစ်ပါတယ်ဇက်ကလေးကိုတော့2024 AB လကထုံးလင်းပြသခဲ့ပြီးတော့အပိုင်းနေနဲ့16ပိုင်းထိပါရှိပြီးတော့2024ရဲ့လူကြိုက်အများဆုံးနဲ့အောင်မြင်ဆုံး Music Roman Country ဇက်ကာကောင်းလေးတကားဖြစ်ပါတယ်ဒီဇက်ကလေးက rating နေနဲ့ဆိုရင်လည်း 8.5 ထိတောင်ရရှိတာတဲ့ဇက်ကာကောင်းလေးတကားဖြစ်ခဲ့ပါတယ်ကဲကျွန်တော်အခုပြပြပေးခဲ့တာကတော့2024ခုနှစ်ရဲ့လူကြိုက်အများဆုံးနဲ့အောင်မြင်ဆုံးဖြစ်ခဲ့တဲ့ဇက်ကာခုနကအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and share လေးလုပ်ခဲ့ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်